はい、皆さん、こんにちは。ゆきです。အားလုံးပဲမင်္ဂလာပါရှင်။စစတို့ရှိတဲ့ဘက်တုန်းကဖတ်ခဲ့တဲ့ဒီ N4 Shinkansen reading လေးရဲ့အဖြေလေးတွေကိုဒီတစ်ပတ်မှာပြောပြအောင်နေမယ်နော်။ဟဲ့ဒါဆိုရင်အဖြေလေးတွေဘာလဲဆိုတာကိုတွက်ကြည့်ပါမယ်။အဲ့တော့မော်နိုင်ဆန်လေးကိုဖတ်ခဲ့တယ်လေ။အဲ့တော့မော်နိုင်ဆန်လေးမှာကွန်ပျူတာခန်းမှာနော်။လှုပ်လို့မရတဲ့လှုပ်လဲပဲရလှုပ်လို့ရတဲ့အရာကဘာလဲ။နော်月曜日コンピューター室でしてもいいことは何ですかနော်အဲ့ဒီအဖြေလေးကဘာလေးလဲဆိုတာကို皆さんတို့ဖြည့်ကြည့်ပေးပါဦး答えは何番と思いますかအဖြေလေးတွေကဘာလေးဖြစ်မလဲရှင်はい答えは1番ですနော်はい夜8時まで日本語の作文を書き印刷しますညဘက်8နာရီကြီးဒီဂျပန်စာစာရေးစာကုန်းလေးတွေကိုရေးမယ်ပြီးတာနဲ့သူဒီ print ထုတ်ပါမယ်တဲ့ဟုတ်ပါပြီနော်ဒါဆိုရင်မောနိုင်ယွန်းလေးကိုဆက်ပြီးတော့ဖတ်ပါမယ်အဲ့တော့မောနိုင်ယွန်းလေးမှာလည်းပဲစုကိတော့ဘုံရှုံယွန်းတဲ့ရှီစမောနီခိုတာရဲ့တဲ့ခိုတာဆိုင်ခိုတာရဲ့ဝါ1 2 3 4から1番いいものを1つ選んでくださいအဲ့တော့ကုသိုလ်ပါလေးတွေကိုအရင်ဆုံးသွားကြည့်ပါမယ်နော်ဟဲ့တတဲ့မိုနိုကအစာဦးအဲ့ခွာလဲလူကဖြက်စီးခြင်းခံရတာဖြက်စီးခြင်းခံရတာပျက်စီးသွားတာပေါ့နော်အဲ့ဒီတဘာဝဘေးရန်တွေကြောင့်ပျက်စီးသွားတဲ့ဟာမျိုးနော်ပျက်စီးခြင်းခံလိုက်ရပါတယ်နော်တိုင်ဖူကတော့တိုင်ဖူမုန်တိုင်းမှာကြည်ရှင်ကငလင်ဖြစ်ပါတယ်အဲ့တော့တိုးကြီးလေးကိုတွားကြည့်မယ်နော်ဒါတဲ့မိုနိုကဒိုးစတဲ့အာရီမာဆန်ကအစာဦးကဘာလို့မရှိတာလဲတဲ့နော်အဲ့တော့အစာဦးဘာလို့မရှိလဲစစီတို့ဒီမှာတော့ဖတ်ကြည့်ပါမယ်東京から神社で1時間電車で1時間くらいのところにเนาะ東京ကနေပြီးတော့ယထာနဲ့တနားရီလောက်သွားရတဲ့နေရာမှာဆိုလို့ရှိရင်ခမာကူရာတိုယီကိုမာချီကအာရီမတ်ခမာကူရာလို့ခေါ်တဲ့မြို့လေးရှိပါတယ်တဲ့เนาะခမာကူရာနီဝါ高さ11メートルの大仏がありますเนาะဒီကာမာကူရာမှာတော့ဒီအမြင့်17မီတာလောက်ရှိတဲ့ဒီဗုဒ္ဓရုပ်ပွားတော်ကရှိပါတယ်တဲ့နော်大仏が作られた時は建物の中にありましたがနော်ဒီ大仏ဆိုတဲ့ဗုဒ္ဓရုပ်ပွားတော်ကြီးကိုပြုလုပ်ခဲ့တဲ့အချိန်တုန်းက建物の中にありましたがအစာဦးရဲ့အထဲထဲမှာရှိခဲ့ပေမဲ့လို့今はအခုကတော့建物がありませんအစာဦးမရှိပါဘူးတဲ့နော်どうして建物がなくなったのでしょうかဘာကြောင့်များဒီအစာဦးကြီးကမရှိရတာလဲဒီကာမကုရဖယားလေဒီလိုဘလို့အမိုးတွေပါတယ်မရှိဘူးကွာเนาะရုပ်ထုကြီးတစ်ခုတည်းပဲဒီတိုင်းတည်ထားတဲ့ဟာမျိုးเนาะအဲ့ဒါကိုပြောတာเนาะတိုင်ဖူးတဲ့ခိုရတဲ့တာ地震で壊れたဒီတိုင်ဖုန်းမုန်တိုင်းကြောင့်များပျက်စီးခဲ့တာလား地震ဆိုတဲ့ငလျင်တွေကြောင့်ပျက်စီးခဲ့တာလားဆူနာမီတဲ့နာဂါစာရဲတာနာဒိုနော်ဆူနာမီကြောင့်ဒီပျက်စီးသွားတာလားဆိုတဲ့ဟာမျိုးအမျိုးပေါ့နော်အီရိုအီဝါတဲ့တဲ့အီမော့စငါအမျိုးဒီပြောနေကြပေမဲ့လို့ဒိုရီမိုဟွန်တိုကာဒိုခဝါခါရာနိုင်ဆိုတဲ့နော်ဘယ်ဟာကအမှန်လဲဆိုတာကိုမသိပါဘူးတဲ့နော်ဒါဆိုရင်建物ဘာလို့မရှိလဲဆိုတဲ့အကြောင်းလေးကိုသွားဖတ်ကြည့်မယ်လေနော်ဟာဂျီမေခါရာအာရီမာဆန်ဒက်တာအစကတည်းကမရှိခဲ့တာတဲ့နော်ဆူနာမီတဲ့နာငါစားတဲ့မတ်တာဒီဆူနာမီကြောင့်ပျက်စီးသွားတာနော်နောက်တစ်ခုကဂျီရှင်တို့ထိုင်ဖူတဲ့ခိုပါလေမတ်တာဒီငလင်နေမုန်တိုင်းတွေကြောင့်ငလင်နေမုန်တိုင်းတွေရဲ့ပျက်စီးခြင်းကိုခံရတာgan in wa yoku wakari masan အကြောင်းရင်းကိုသိချမသိဘူးတဲ့နော်ဒါဆိုရင်စင်စီတို့ကဒီနေ့မှာတော့ဒီဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ဒီမှာအစတာတဲမွန်တော်ကြီးကဘာလို့မရှိတာလဲဆိုတဲ့အဖြေလေးကိုစဉ်းစားကြည့်ကြမယ်နော်နောက်တစ်ချိန်မှာပြန်ပြီးတော့အဖြေလေးတွေပြောပြပါမယ်
今日はこれで終わり。またね。